ဤဗီဒီယိုသည်သိပ္ပံပညာဗဟုသုတများဝေးရန်အတွက်သာဖြစ်ပြီးမြည်သည့်ဆေးဘက်ဆိုင်ရာအကြံပြုချက်သို့မဟုတ်ယောဂရှာဖွေကုသမှုအတွက်အထောက်အထားဖြစ်မယူဆရပါအကယ်၍တင်သည့်ကျမ်းမာစွာဖြင့်နောက်ထပ်နှစ်အနည်းငယ်ထပ်မံနေထိုင်လိုသေးပါကခဏရက်ပြီးကျွန်ုပ်ပြောမိစကားကိုနားထောင်ပေးနိုင်မလားမင်္ဂလာပါကျွန်ုပ်သည်တင့်အုံနောက်ဖြစ်ပါသည်အကယ်၍တင်သည့်ကျွန်ုပ်ကိုဂရုစိုက်သေးပါကဖန်သားပြင်ပေါ်တွင်ပန်းလေးတစ်ပွင့်ပေးနိုင်မလားကျွန်ုပ်သည်တင့်ခန္ဓာကိုယ်ထဲတွင်အလုံးများဆုံးနှင့်အကျိုးစားဆုံးသောကိုယ်ကဲရေးဌာနချုပ်ဖြစ်ပါသည်တင်သည်တင့်မညံများပုံမဆိုးရွားလာပြီးအုံနောက်ကပုံမအလုံးမလုံးတော့ကြောင်းအမြဲညှိညူနေတတ်သည်သို့သောကျွန်ုပ်နေ့စဉ်ဘာတွေကြုံတွေ့နေရတယ်လဲဆိုတာတင်တကယ်သိပါသလားကျွန်ုပ်သည်တင်ဦးကောင်းခွန်ဆိုသည့်ရွှေရောင်ခံတက်ထဲတွင်နေထိုင်သူဖြစ်ပြီးတင်ခန္ဓာကိုယ်အလေးချိန်၏2%သာရှိတော်လဲနေ့စဉ်တင်စွမ်းအင်၏20%ကိုစားသုံးနေရပါသည်ကျွန်ုပ်၏လက်နက်မှာအာယုံကြောဆက်ပေါင်း86ဘီလီယံဖြစ်ပြီးရင်းတို့သည်ကြီးမားပြီးတိကျသောအင်တာနက်ကွန်ရက်တစ်ခုကဲ့သို့အချက်ပြမှုများကိုလက်ခံရယူရန်ညွှန်ကြားချက်များပေးရန်စိတ်ခံစားချက်များကိုထိန်းချုပ်ရန်မှတ်ဉာဏ်များကိုတင်စီရန်တာဝန်ယူထားပါသည်တင်နှလုံးခုန်တန်တိုင်းအသက်ရှူတိုင်းတွေးတိုင်းသည်ကျွန်ုပ်အစွမ်းကုန်စူးစမ်းပြီးလျှက်စီးလက်တကဲ့သို့လက်ပတ်နေခြင်းရလက်များဖြစ်ပါသည်သို့သောဤစကားများကိုကျွန်ုပ်တင်အားရှင်းရှင်းလင်းလင်းပြောပြရပါမည်တင်သည်ညဘက်တွင်ဖုန်းကြည့်ရင်းအေးရေးပြက်ခံလေးရှိပြီးအိတ်ချိန်အနှဲငယ်ရော့သွားရုံဟုထင်နေတတ်သည်သို့သောတင်သိပါသလားကျွန်ုပ်သည်အိတ်ဆက်ခြင်း၏နှဆိုင်သောအဆင့်တွင်သာတန့်စင်ရေးစနစ်၏ခလုတ်ကိုဖွင့်နိုင်ပြီးနေ့ဘက်တွင်စုပုံလာသောအညစ်အကြေးများကိုဖယ်ရှားနိုင်ပါသည်နောက်တစ်နေ့တွင်တင်အုံနောက်ထိုင်းမိုင်းနေပြီးတုတ်ပြန်မှုနှေးကွေးနေခြင်းမှာထိုအချိန်တွင်ကျွန်ုပ်သည်ပြန်လည်စတင်ခြင်း report မပြီးဆုံးသေးသောအခြေအနေတွင်ရှိနေသောကြောင့်ဖြစ်ပါသည်တင်ဒီဖိအားများပြီးစိုးရိမ်ပူပန်ကစိတ်ထဲတွင်အမြဲတမ်းပင်ပန်းလွှမ်းနေသည့်အခါကျွန်ုပ်ထုတ်လွှတ်လိုက်သောခေါ်ထဆောဟော်မုန်းသည်ထိမ့်မနိုင်သိမ့်မရရေလွှမ်းမိုးတဲ့ကဲ့သို့ဖြစ်လာပြီးမှတ်ဉာဏ်ကိုတင်စီပေးသည့်ဟစ်ပိုကမ်ပိုကိုတိုက်ခိုက်ပါသည်ထို့ကြောင့်တင်ပို၍စိုးရိမ်လေမေ့လျော့လေဖြစ်ပြီးပို၍ထိတ်လန့်လေအမှားများလေဖြစ်သည်ကျွန်ုပ်ပြင်းနေ၍မဟုတ်ပါကျွန်ုပ်၏စီးချက်များပျက်စီးသွားခြင်းသာဖြစ်သည်တင်ကအချိန်ကြာမြင့်စွာထိုင်နေပြီးမစင်မချင်းစားတောက်နေသည့်အခါသွေးလည်ပတ်မှုနှိကွေးသွားပြီးသွေးတွင်းတကြားတက်အတက်ကြာမြန်ဆန်လာသဖြင့်ကျွန်ုပ်လည်းအောက်ဆီဂျင်နှင့်တကြားတက်ချိုးတဲ့လာကစွမ်းအင်ကုန်ခန်းသည့်အခြေအနေသို့တိုက်ရိုက်ရောက်ရှိသွားသည်တင်၏အာယုံစူးစိုက်မှုများပြန့်လွင့်သွားပြီးအရာရာကိုမမှတ်မိတော့ဘဲတုံ့ပြန်မှုများနှိကွေးလာသည့်အခါထိုအချိန်တွင်ကျွန်ုပ်ကအကူအညီတောင်းနေသည့်အချက်ပြမှုများကိုပြသနေခြင်းဖြစ်သည့်ထို့ကြောင့်တင့်ကိုအချက်အချို့တောင်းဆိုခြင်းပါသည်ည7:00 နာရီမတိုင်မီအိတ်ဆက်ပါကျွန်ုပ်၏စွန့်ပစ်ပစ္စည်းများကိုရှင်းလင်းရန်အချိန်ပေးပါအယောင်ရင်သောဟင်းသီးဟင်းရွက်များအခွန်မာသီးများနှင့်ပင်လယ်ငါးများကိုကိုစားပေးပါမင်းတို့သည်ကျွန်ုပ်အနှစ်သက်ဆုံးလောင်စာများဖြစ်သည်ထိုင်လျက်သာမနေပါနှင့်နေ့စဉ်မိနစ်30ခန့်အမြန်လန်းလျှောက်ပေးပါမင်းကကျွန်ုပ်ထံသို့အောက်ဆီဂျင်နှင့်ဒိုပါမင်းဓာတ်များပုံမရောက်ရှိစေသည့်အသစ်ဆန်းများကိုလေ့လာပါကျွန်ုပ်ကိုလန်းဆန်းစေမည့်လှုပ်ဆောင်မှုများပေးပါကျွန်ုပ်၏အာယုံကြောချိတ်ဆက်မှုအသစ်များဖြစ်ပေါ်လာစေရန်ကူညီပေးပါပြီးတော့ကျွန်ုပ်ကိုတိတ်ဆိတ်သည့်အချိန်လေးများပို့ပေးပါအချက်လက်ပိုင်းစာများဖြင့်အမြဲတမ်းမဖြစ်ထားပါနှင့်ငင်းမောကြည့်ပါရေမောပါခဏတာစိတ်ကိုလွတ်ထားလိုက်ပါထိုအရာကသာကျွန်ုပ်အတွက်အမှန်တကယ်အနားယူခြင်းဖြစ်သည်ကျွန်ုပ်တုံ့ပြန်မှုမရှိတော့သည့်အထီလူကိုမမှတ်မိတော့သည့်အထီစောင့်မနေပါနဲ့ယခုမှကျွန်ုပ်ကိုဂရုစိုက်ပေးပါဒီညကစပြီးစောစောအိပ်ပါနော်